ရှင်တဲ့ idea နဲ့လိုချင်တဲ့ရလဒ်ကကိုက်ညီမှုရှိရလားဒါကိုပြန်ဆန်းစစ်ဖို့လိုအပ်ပါတယ်အခုလက်ရှိတွေးကြုံနေရတဲ့ client တွေပေါ့နော် client တွေမှာဘယ်လိုမျိုးဖြစ်လိမ့်ဖြစ်တာရှိလဲဆိုရင်ဒီ client တွေဘက်မှာ idea ကောင်းများစွာရှိရပေါ့နော်ပြောမယ်ဆိုရင်တခြား brand တွေကိုကြည့်ပြီးတော့ဒီလို campaign လေးတွေတော့ငါတို့ brand မှာလုပ်လို့ရှိရင်ကောင်းမယ်ဆိုပြီးတော့ရောက်လာကြရပေါ့နော် marketing agency တွေကိုရောက်လာကြတယ် marketing agency ဘက်ကနေပြီးတော့ဒီလို idea လေးတွေအကောင့်ထဲပေါ်ဖို့ဘယ်လိုဝန်ဆောင်မှုတွေရှိလဲပေါ့နော်အဲ့လိုပုံစံမျိုးလေးရောက်လာကြတယ်ဒါပေမဲ့အဓိကပြဿနာကကြတော့ဒီ idea တွေကိုအကောင့်ထဲပေါ်လိုက်တယ်ပေါ်လိုက်ပြီးတဲ့အချိန်မှာလိုချင်တဲ့ရလက်မရဘူးဆိုတဲ့ပြဿနာပါဆိုတော့ဒီဟာကဘာကြောင့်ဖြစ်တာလဲဆိုတော့ကိုယ်မှာရှိတဲ့ idea ပေါ့နော် idea နဲ့လိုချင်တဲ့ရလက်ကကိုက်ညီမှုမရှိလို့ဖြစ်ပါတယ်ဥပမာအနေဖြင့်ဆိုရင်ခုမှ skin aesthetic brand တခုကနေပြီးတော့ skin care brand တွေတချို့ကဒီလိုမျိုးပေါ့နော် TikTok မှာ episode အတိုလေးနဲ့ဇလန်းလေးတွေဖန်နေတယ် talent လေးနဲ့ဇလန်းလေးတွေဖန်နေတယ်ဒီလိုဇလန်းလေးတွေက reach လဲကောင်းတယ်ပြီးလို့ရှိရင်တို့မှာ campaign တွေပါဝင်မှုနှုန်းလဲကောင်းတယ်ပေါ့နော်ဆိုပြီးတော့ဒီ skin aesthetic ငါတို့ရဲ့ skin aesthetic မှာရောဒီလို video episode လေးတွေလုပ်ချင်တယ်ပေါ့နော်လုပ်ချင်တယ်ဆိုပြီးတော့ video production တွေငားမယ်ပြီးလို့ရှိရင် talent တွေငားမယ်တကယ် script တွေတေချာရေးပြီးတော့ quality ကောင်းဆုံးနဲ့ဗီဒီယိုတွေလုပ်တယ်ဒါပေမဲ့ဗီဒီယိုတွေပြီးသွားတဲ့အချိန်မှာလိုချင်တဲ့ရလဒ်မရဘူးဆိုတဲ့ဟာမျိုးဖြစ်တတ်ပါတယ်ဒါကဘာဖြစ်လို့လဲဆိုရင်ဒီလိုမျိုးဗီဒီယို episode ပေါ့နော်skin care brand တွေကဗီဒီယို episode တွေလုပ်တယ်ဆိုတာသူတို့ရဲ့ဒီ campaign ကိုပါဝင်တာလူများများလိုချင်လို့လည်းဖြစ်နိုင်တယ် brand awareness အတွက်အဓိက objective ကိုထားကြရဲပေါ့နော်ဒါပေမဲ့ကိုကဒီလို episode တွေရိုက်တာကအဓိက customer များများရချင်လို့ဖြစ်နေရပေါ့နော်ဆိုတော့ဒီနှစ်ခုကဒီရလက်နှစ်ခုကမတူဘူးပေါ့နော်ဆိုတော့ episode တွေရိုက်တာကအဓိကတော့ brand awareness နဲ့ reach ပေါ့နော်ကိုယ့်ရဲ့ video ကို view တွေများများရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ brand ကိုလူသိများလာမယ်ဆိုတော့ objective ကိုပဲထားလို့ရမှာဖြစ်ပါတယ်ကိုက customer တွေတိုးလာခြင်းနဲ့ဆိုရင် campaign ထဲမှာဘယ်လိုပုံစံမျိုးထည့်သွင်းမလဲဆိုတာကို campaign mechanism မှာထည့်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ် and ဒုတိယတစ်မျိုးကကြတော့ဥပမာကိုက international school တစ်ခုဖွင့်နေဆိုပါဆို international school ကအခုမှစဖွင့်မှာဒီ market ထဲမှာလည်းလူတွေကသိမသိသေးဘူးပေါ့နော်အဲ့အချိန်မှာဆိုရင်ကိုကဥပမာ offline marketing offline မှာ boot လေးထောင်ပြီးတော့ဒီဆိုင်ရွက်လေးဝေမယ်ကိုကအပြင်မှာဒီလိုမျိုး offline marketing နဲ့ចောင်းသားတွေရအောင်လုပ်မယ်ဆိုရင်တကယ်မရနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ international school ကိုထားမယ်ចောင်းသားမိဘတွေကဒီ international school ကတကယ်ရောလူသိများရဲ့လားဘယ်လိုចောင်းသားတွေတက်နေရလဲဒီရဲ့ stage တွေအများကြီးဖြတ်ဖို့လိုပါသေးတယ်။ဒီ international school ကိုအရင်ဆုံးចောင်းသားမိဘတွေအနေနဲ့တည်သွားဖို့လိုပါတယ်။တည်သွားပြီးတော့မှနောက်အဆင့်တွေဖြစ်တဲ့ယုံကြည်လာမယ်ယုံကြည်ပြီးတော့မှအနံလာရဲဆိုတဲ့အဆင့်တွေကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒီလိုမျိုးအဆင့်ကျော်မိလို့ရှိရင်လည်းကိုကလုပ်တဲ့ campaign မှာပေါ့နော် marketing budget တွေသာကုန်သွားမယ်ကိုလိုချင်တဲ့ရလဒ်ကိုရလာမှာမဟုတ်ပါဘူးဒီလိုမျိုးတွေဖြစ်လေဖြစ်တာရှိပါတယ်ဆိုတော့အဓိက marketing agency တွေနဲ့လက်တွဲဆောင်ရွက်တော့မယ်ဆိုရင်ကိုလိုချင်တဲ့ objective ကိုကဘယ်လိုမျိုးရလဒ်မျိုးရချင်တယ်ဒီလိုရလဒ်မျိုးကအခုကိုယ့်ရဲ့ဒီ brand ရဲ့ stage မှာဟောရနိုင်မလားပေါ့နော်ဆိုတာကို marketing professional တွေနဲ့ပဲဖြစ်ဖြစ် marketing agency တွေနဲ့ပဲဖြစ်ဖြစ်တိုင်ပင်ဆွေးနွေးတင်ပါတယ်ဒီလိုတိုင်ပင်ဆွေးနွေးပြီးလို့ရှိရင်ကို့မှာတော့ဘယ်လို idea လေးတွေရှိရဲဒီလို idea ကရောဒီလိုရလဒ်တွေရနိုင်ပါမလားဆိုတာကိုတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်အဓိကကတော့ idea နဲ့ရလဒ်ကိုက်ညီနေဖို့လိုပါတယ်campaign တစ်ခုကိုလုပ်တော့မယ်ဆိုရင်အရင်ဆုံး objective ကိုအရင်စဉ်းစားပါ objective ကိုစဉ်းစားပြီးတော့မှဒီ objective ရအောင်ဘယ်လို campaign မျိုးဘယ်လို campaign mechanism တွေနဲ့ run မယ်လဲဆိုတော့စဉ်းစားမှာဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းအတွက်ရလဒ်တစ်ခုခုကိုပဲရချင်လို့ပဲဖြစ်ဖြစ် idea တွေရှိလို့ပဲဖြစ်ဖြစ်တိုင်ပင်ဆွေးနွေးခြင်းနေဆိုရင်တော့ Orange Ideas ရဲ့ chat box မှာ consultation လုပ်ပို့ခဲ့ပေးပါ